တင်ဟာဒနာယီဆန်ရဲ့မော်ဝင်အချစ်ဇလန်းမျိုးကိုနိုင်ကြုံခဲ့ရဘူးလားကြုံခဲ့ဘူးတယ်ဆိုရင်တော့တင်တို့အတွက်ဟာ12ရာသီခွင်ထဲမှာတယောက်ကိုတယောက်ဝိညာဉ်ချင်းချိတ်ဆက်ပြီးစကားပြောနိုင်ကြတဲ့ Scorpio နဲ့ Pisces အတွေ့လေးပဲဖြစ်ပါလိမ့်မယ် Scorpio ဆိုတဲ့မိရည်တွေဟာ Pisces ဆိုတဲ့သမုဒ္ဒရာကြီးထဲကိုစီးဝင်ဖို့ကန်ပါလာကြသူတွေပါသူတို့နှစ်ယောက်ဆုံးတွေ့တဲ့အခါတခြားသူတွေနားမလည်နိုင်တဲ့ဒန်ဂါယီဆန်းနဲ့မှောင်ဝင်အချစ်ကဘာတစ်ခုကိုဖန်တီးတတ်ကြပါတယ်ဒီနေ့ရွေ creation ကနေပြီးတော့သူတို့ကြားက 99% ထိရှိတဲ့စိတ်ခံစားမှုဆိုင်ရာချိတ်ဆက်မှု 70% တော့ယဉ်နီကျွမ်းဝင်မှုနဲ့သူတို့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုအနေနဲ့စောင်းရန်ရှောင်းရန်တွေကိုအပြည့်အစုံတင်ဆက်ပေးသွားမှာမို့လို့ကျိုင်းနေတတ်တဲ့ဆိုရင် like follow subscribe လေးနှိပ်ခဲ့ပေါ်လဲမမိနဲ့နော် Scorpio က fixed water ဖြစ်ပြီး Pisces က mutable water ဖြစ်ပါတယ်နှစ်ယောက်လုံးကရေဓာတ်ချစ်တဲ့အတွက်ခန်းစားချက်တွေကိုရှေ့တန်းတင်ကြလာလို့တယောက်ရဲ့နာကျင်မှုကိုတယောက်ကကိုချင်းစာနိုင်စွမ်းအလွန်မြင့်မားပါတယ် Score ကချစ်သူအပေါ်ပိုက်ဆိုးလို့စိတ်နဲ့ကာကွယ်လို့စိတ်ပြင်းထန်ပြီး Pisces ကတော့နူးညံ့ပြီးအလိုက်တင်စီးဆင်းတတ်သူပါဒီတော့ Score ရဲ့ပြင်းထန်တဲ့အချစ်တွေကို Pisces ကငင်းချမ်းတဲ့ပင်လေပြင်းကြည့်လို့လက်ခံပွေးဖတ်ပေးနေတာဟာသူတို့ရဲ့အလှပဆုံးတူညီမှုပါပဲ Scorpio ကိုနားလည်နိုင်စွမ်းအရှိဆုံးက Pisces ပါပဲ 99% ဆိုတဲ့ရမှတ်ကဒါကိုတက်တည်ပြနေပါပဲ Scorpio ဟာမြစ်ဖြစ်ပြီး Pisces ဟာသမုဒ္ဒရာပါမြစ်တိုင်းဟာသမုဒ္ဒရာတဲ့စီးဝင်ရတယ်လို့ပဲ Pisces ဟာ Scorpio ရဲ့ပြင်းထန်တဲ့ခံစားချက်တွေကိုဖြီလွတ်ပေးနိုင်စွမ်းရှိပါတယ်ဒါဟာသူတို့နှစ်ယောက်လုံးကိုလွတ်လပ်စွာအသက်ရှူနိုင်စေပြီးဘယ်လောက်ပဲအမောင်ပဲချမ်းကြရှိနေပါစေဒီနယ်နေတဲ့စိတ်ခံစားမှုဆိုင်ရာနားလည်မှုကသူတို့ကိုရှစ်ဆက်စေမှာပါဗျာယုံကြည်မှုအပိုင်းမှာတော့သူတို့ဟာ 65% ပဲရှိပါတယ်တန်တရားများတဲ့ Scorpio ဟာ Pisces အပေါ်မှာအလွန်အမင်းထိန်းချုပ်လို့သူ control freak ဖြစ်လာနိုင်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်စလုံးကပြီးပြည်ဆုံးတဲ့အချစ်ကိုရှာနေကြတာမို့ဒီရိုးသားမှုကပဲသူတို့ကိုပေါင်းစည်းပေးထားပါတယ်တတိထားရမှာကတယောက်ယောက်ကအလင်ခံဟပ်ပြီလို့ခံစားရတာနဲ့ဒီဆက်ဆံရေးဟာအဆုံးသတ်သွားတင်ပါတယ်ဘာလို့လဲဆိုတော့သူတို့နှစ်ယောက်လုံးဟာအချစ်ရဲ့အကြီးတန်းသွမ်းတဲ့ပုံရိပ်ကိုလက်မခံနိုင်ကြလို့ပါပဲ Scorpio နဲ့ Pisces အတွဲတချို့ကြားမှာအထင်အမြင်လွှမ်းမစီရတဲ့တစ်ခုကတော့ Score က Pisces ကိုအယမ်းချစ်လို့အဆအဆအရာအလိုလိုက်ပြီးတချို့ကိစ္စတွေမှာအဆုံးထီအောင်အလျှော့ပေးဆက်ဆံပြီးတဲ့အခါ Pisces က Scorpio ဆိုတာငါလှုပ်ချင်တိုင်းလှုပ်လို့ရတယ်ငယ်နိုင်ပါကွာဆိုတဲ့အထားနဲ့ထင်းမြင့်ဆက်ဆံတတ်ပါတယ်ဒါက Pisces ရဲ့အထင်လွှဲမှုတတ်ပါပဲ Scorpio တီဆိုတာသူတို့ unconditional love နဲ့တကယ်ချစ်မိသွားလေသူဆိုဖောက်ပြန်တာကလွဲပြီးသူ့အပေါ်အကွက်ကြောတဲ့အရာအားလုံးသိနေပေမဲ့ချစ်တဲ့သူစိတ်ချမ်းသာအောင်မသိချင်အောင်ဆောင်ပေးနေတတ်တဲ့သူမျိုးပါဒီအကွက်ကလည်း Score ရဲ့လူတိုင်းအပေါ်ကို manipulate လုပ်နေတဲ့ကတာမန်တစ်ကွက်လောက်ပြထားတာပါပဲတကယ်လို့ဒါကမသိတဲ့ Pisces ကငါဖောက်ပြန်လဲသူသိမှာမဟုတ်ဘူးဆိုပြီးစရှုပ်တယ်နေကြရင် Score ကသူ့အခြေတူရုပ်သိမ်းပြီးသူပေးဆက်သေးတဲ့များကိုအတိုးကြီးကြီးနဲ့ပြန်ယူတတ်တာကိုတော့တတိထားဖို့လိုအပ်ပါတယ်ဗျာသူတို့ဂျာကဆက်သွယ်ပြောဆိုမှုကတော့ 90% ထိအားကောင်းပါတယ်Scorpio ကကြမ်းထန်တာမျိုး Pisces ကအလွန်ခံစားလွယ်တာမျိုးရှိတတ်ပေမဲ့သူတို့ဟာရန်ဖြစ်ခဲ့ပါတယ်အကယ်၍သူတို့နှစ်ဦးစလုံးဟာတိတ်ဆိတ်မှုဆုံးတွေကထွက်လာကြပြီဆိုရင်အခြားသူတွေနားမလည်နိုင်တဲ့စမ်းကြဲတဲ့အကြောင်းအရာတွေထဲမှာစီးမျောသွားကြပါတယ်သူတို့ဟာတယောက်ရဲ့အားနည်းချက်ကိုလက်ခံမဲ့အစားတယောက်ပေါ်တယောက်ဆွဲလန်းနှစ်သက်မှုနဲ့ပဲဒီဆက်ဆံရေးကိုထိမ့်သိမ်းထားတင်ပါတယ်ဗျာဒါပေမဲ့စိန်ခေါ်မှုတွေလည်းရှိပါတယ်နှစ်ယောက်လုံးကခန်းစားချက်အရန်ပြင်းထန်နေတဲ့အတွက်ရန်ဖြစ်တဲ့အခါသို့မဟုတ်ဝမ်းနေတဲ့အခါအမောင်ထဲမှာနှစ်ယောက်လုံးနစ်မွန်သွားတတ်ပါတယ်Score ကစိတ်ဆိုးရင်အေးဆက်ပြီးလက်စားချီးချင်းစီပေါ်တတ်တယ်လို့ Pisces ကတော့ပြင်းထန်တာတွေကထောပြေးပြီးကိုယ်ပိုင်အိမ်မက်ကပါတယ်ပုံနေတတ်ပါတယ်လက်တွေ့ကြကြဖြည့်ရှင်းရမယ့်ကိစ္စတွေမှာနှစ်ယောက်လုံးကခန်းစားချက်နောက်ပဲလိုက်နေမယ်ဆိုရင်ဘဝရဲ့အခက်အခဲတွေကိုရင်ဆိုင်ဖို့ခက်ခဲလာနိုင်ပါတယ်တန်ဖိုးထားမှုမှာ 75% ရှိပြီး Scorpio ကတတ်သိရှိမှုကိုအားကြတယ်လို့ Pisces ကဒနာရီစာနဲ့အချစ်ကိုယုံကြည်ပါတယ် Pisces က Scorpio ကိုပုံမြင်ဇလန်းနေတဲ့ကလို့မင်းသားလေးကမင်းသမီးလေးကိုအယူမှုဆွဲလာနေစိတ်နဲ့ဒနာရီစာနဲ့အချစ်ကိုဘယ်လိုရယူရမလဲဆိုတာသင်ကြားပေးရပါမယ်နေစဉ်အိမ်မှုကြေကားချက်တွေကိုအတူတူလှုပ်ဆောင်တဲ့အခါ 85% ထိအဆင်ပြေပေမဲ့ Score ရဲ့အစွဲလန်းကြီးနဲ့အစိုးမြင့်တတ်တဲ့တဘာဝက Pisces ကိုဖြီးစည်းစေနိုင်ပါတယ်။ဒါကြောင့်သူတို့ဟာတဦးရဲ့လိုအပ်ချက်ကိုတယောက်ကနားလေပြီးတူညီတဲ့ဝါဒနာတွေကိုရှာဖွေဖို့အရေးကြီးပါတယ်။ရေးတဲ့ဆုံးကြနှစ်ခုထည့်တဲ့အတွက်သူတို့အတွက် sex case အမှန်ကပါဆိုတာစိတ်ခံစားချက်ပြင်းထန်ဖို့ကအဓိကပါ။ Scorpio ဟာတခါတလေနူးညံ့တဲ့ Pisces အပေါ်မှာနည်းနည်းကြမ်းထန်နိုင်ပေမဲ့ Pisces ဟာထူးခြားစမ်းကြဲတဲ့ sex အတွေ့အကြုံတွေကိုကိုးစားပြုသူပါအကယ်၍ Pisces က Scorpio ရဲ့နဲ့နဲမှုကိုနားလည်ပြီးနိုင်ရင် Pisces ဟာထင်ထမ်းတဲ့ပိုပြီးစွမ်းဆောင်ရည်ရှိတဲ့အကြောင်းပြသပါလိမ့်မယ်။အကြီးဆုံးစိန်ခေါ်မှုကတော့ Venus Grojo ရဲ့အနေထားပါ။ Pisces က Venus ကိုမြင်နိုးပေမဲ့ Score ကလစ်ရှူတတ်ပါတယ်။ Scorpio အနေနဲ့မိမိရဲ့နူးညံ့တဲ့ဘာကိုဒါထုတ်ပြနိုင်မယ်ဆိုရင်သူတို့ရဲ့အမှန်ကဘာဟာအံ့ဩစရာကောင်းလောက်အောင်ပေါင်းစည်းသွားပါမယ်ဗျာ။ Scorpio နဲ့ Pisces အတွဲလေးတွေအတွက်အကြံပေးချင်တာကတော့ဆောင်ရန် Deuce ပွင့်ပွင့်လင်းလင်းပြောစုပါ Pisces ရဲ့နူးညံ့တဲ့စိတ်ထားလေးကို Scorpio ကတန်ဖိုးထားပေးပါScorpio ရဲ့သစ္စာအီးမှုကိုလည်း Pisces ကအတိအမှတ်ပေးဖို့လိုပါတယ်။နှစ်ယောက်လုံးဝါဒနာပါလဲအနုပညာသို့မဟုတ် spiritual ကိစ္စတွေကိုအတူတူလှုပ်ဆောင်ပါ။ရှောင်ရန် don't စိတ်ပိုင်းဆိုင်ရာကစားမှုတွေမကစားပါနဲ့။အထူးသဖြင့် Scorpio အနေနဲ့ Pisces ကိုစကားကြမ်းကြမ်းလေးနဲ့မဝေပါနဲ့။သူတို့ကအယမ်းထိကြိုက်လွယ်လို့ပါ။ Pisces ကလည်း Scorpio ကိုတန်ရဖြစ်စေစေမဲ့လူဝါချမှုမထားပါနဲ့။ Secret tip အခက်ခဲကြုံရင်ခန်းစားချက်ထဲမှာပဲပိတ်မိမနေပဲတယောက်ယောက်ကတော့အမှန်တရားကိုလက်ခံပြီးတီတီငင်းငင်းနဲ့ဥဆောင်ပြီးဖို့လိုအပ်ပါတယ်ဗျာ
အနိရှုရရင် Scorpio နဲ့ Pisces ဟာဒနာရီစာနဲ့အချစ်ပုံရိပ်ထဲမှာအချိန်အကြာကြီးစီးမျောနေမယ်အတွဲပါစိန်ခေါ်မှုကတော့ Scorpio အငြင်းနဲ့အဖို့ကိုအထက်ရှူကြအောင်မလုပ်ဖို့နဲ့ Pisces အငြင်းနဲ့အစိုးမြင်မှုတွေကနေထွက်မပြေးဟိုပါ Scorpio နဲ့ Pisces ဆိုတာစัจ java ဝင်ကဖန်တီးပေးလိုက်တဲ့ကြပြတစ်ပုတ်လိုပါပဲသူတို့ကြားမှာရှိတဲ့နဲ့နေတဲ့ချစ်ချင်းတရားဟာတခြားသူတွေအတွက်တော့နားမလည်ဖို့ခက်ခဲနိုင်ပေမဲ့သူတို့နှစ်ယောက်အတွက်ကတော့ဒါကခိုင်မာတဲ့ဝိညာဉ်ဆန်းတွေမှုပါပဲသူတို့နှစ်ဦးရဲ့ချိတ်ဆက်မှုဟာအချင်းစစ်တဲ့နဲ့တန့်ရှင်နေမယ်ဆိုရင်ဒါကတကယ်ကိုမော်ဆန်တဲ့အချစ်ဇာတ်လမ်းပါပဲသင်ဟာ Scorpio လား Pisces လားသင်ကိုယ်လိုင်ရောဒီလိုနဲ့နေတဲ့အချစ်မျိုးဒါမှမဟုတ်မော်ဆန်တဲ့အချစ်ဇာတ်လမ်းမျိုးကြုံခဲ့ဘူးလားသင်တို့တွေ့ကအကောအခုလက်ရှိဘယ်ပြောစရာဒီနဲ့အခက်အခဲတွေရှိနေလဲဆိုတာ comment မှာပြောထားကြပါအောင်ရွေး creation ကိုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ